ပဲထပ်ပြီးတော့တင်ပေးမယ်ထပ်ပြီးတော့ story လေးပြောပြပေးမယ်เนาะအဲ့တော့ antipoli ကနေပြီးတော့စပြီးတော့ပြောရတော့မယ်เนาะ antipoli ကတဲ့ what to the year အဲ့ဒီခြံတဲ့ကိုပေါ့တွားခဲ့တယ် and ပြီးလို့ရှိရင် look at the fence ဒီခြံစည်းရိုးကြီးကိုကြည့်ခဲ့ပေါ့เนาะ she was very surprised သူအရန်ဘာဖြစ်သွားလဲဆိုလို့ရှိရင်အံ့အားသင့်သွားခဲ့တယ်တဲ့ and very happy ဘာဖြစ်သွားလဲဆိုလို့ရှိရင်အရန်လည်းပျော်ရွှင်ခဲ့တယ်တဲ့ it's beautiful တကယ်လှပတဲ့အရာကြီးတစ်ခုကိုသူမြင်တွေ့လိုက်ရတဲ့အချိန်နဲ့မြင်တွေ့လိုက်ရတဲ့အချိန်မှာတဲ့သူကဘာပြောလိုက်လဲဆိုတော့ she said ပြောလိုက်တယ်တဲ့ yes you can play now မင်းအခုကစားနိုင်ပြီဒီလိုပြောလိုက်တယ်တဲ့အဲ့တော့ကြောင့်မို့ Tom what to his friend တုံကနေပြီးတော့ what to his friend သူ့ရဲ့တငယ်ချင်းစီကိုလမ်းလျှောက်ပြီးတော့သွားခဲ့တယ်ပြီးလို့ရှိရင် Joe သူ့တငယ်ချင်းကဘာတူလဲ Joe Harper ရဲ့ e apostrophe s ဆိုတဲ့အတွက်ကြောင့်မို့ e လို့အတန် e လို့ဘာသာပြန်ရပြီးတော့ house Joe Harper ရဲ့အိမ်ကိုတဲ့သူတငယ်ချင်းဖြစ်တဲ့ Joe Harper ရဲ့အိမ်ကိုပေါ့နော်လမ်းလျှောက်ပြီးတော့သွားခဲ့တယ်တဲ့ and ပြီးလို့ရှိရင် play with his friend there play ကစားတယ်တဲ့ဘယ်သူနဲ့ကစားလဲဆိုလို့ရှိရင် with နဲ့ပေါ့နော် his friend သူ့ရဲ့တငယ်ချင်းနဲ့ there အဲ့ဒီမှာကစားတယ်တဲ့ then အဲ့ဒီနောက်မှာ he walked home အိမ်ကိုလမ်းလျှောက်ပြီးတော့ပြန်လာခဲ့တယ် again ထပ်ပြီးတော့လေအိမ်ကိုလမ်းလျှောက်ပြီးတော့ပြန်လာခဲ့တယ်တဲ့အိမ်ကိုလမ်းလျှောက်လာတဲ့အခါမှာ there was a new girl အဲ့ဒီမှာတွေ့ခဲ့တာပါလေ a new girl ကောင်မလေးကအသစ်တစ်ယောက်တွေ့ခဲ့ in one year ဘာမှလဲခြံတစ်ခြံထဲမှာတဲ့နော်အဲ့တော့ she had yellow hair and blue eye she had သူ့မှာရှိခဲ့တယ်ဘလို့ရှိတယ်သူရဲ့စပင်က yellow hair အဝါရောင်စပင်နဲ့ and ပြီးလို့ရှိရင် blue eye အပြာရောင်မျက်လုံးလေးရှိတဲ့ကောင်မလေးတရားတဲ့အဲ့တော့ she was beautiful တကယ်လှပတဲ့ကောင်မလေးတရားတဲ့ Tom ကနေတော့ want to talk to her သူမနဲ့ပေါ့နော်စကားပြောချင်တယ်ပေါ့နော် want to ဆိုတော့ဖြစ်ချင်တယ် talk ဆိုတော့စကားပြောချင်တယ်ဘယ်သူနဲ့စကားပြောချင်တာလဲ to her ဒီလှပတဲ့ကောင်မလေးနဲ့စကားပြောချင်တယ် but ဒါပေမဲ့ she didn't see him she didn't see မမြင်ခဲ့ပါဘူး him သူ့ကိုမမြင်ခဲ့ Tom ကိုမမြင်ခဲ့ဘူးပေါ့နော်အဲ့ဒီတော့ကြောင့်လို့ she went into her house she went into တွားခဲ့တယ်တဲ့ her house သူမရဲ့တငယ်ချင်းသူမရဲ့အိမ်ကို she went into her house သူမရဲ့အိမ်ထဲကိုဘာလုပ်ခဲ့လဲဆိုလို့ရှိရင်ဝင်သွားခဲ့တယ်တဲ့ Tom ကနေပြီးတော့ wait စောင့်ပါအောင်လို့ပြောချင်တယ်တဲ့ဒါပေမဲ့ပေါ့နော် bad ဒါပေမဲ့ she didn't come out again she didn't come မထွက်လာခဲ့တော့ဘူးတဲ့ out come out ဆိုတော့ထွက်လာတယ် again ထပ်ပြီးတော့မထွက်လာခဲ့တော့ဘူးเนาะအဲ့တော့ in the chapter 2လေးစာကြဒါဆိုလို့ရှိရင် chapter 2လေးမှာဆိုလို့ရှိရင်ပါလေ in the graveyard ဒါလေးကိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာထပ်ပြီးတော့သင်ပြပေးမယ်เนาะ okay bye bye thank you all see you again